ဆွေးမြေ့တန်ရောစဉ်အတူစားများအပိုင်းတက်တည့်ရဖုံးခံရတဲ့ပန်းဝင်လိုမျိုးအနောက်ရှက်မဖြစ်ချင်တဲ့စိတ်နဲ့ကျွန်တော်ပဲမျက်နှာမမူတော့တာဟာမုံကြီးမုံသွားမှဆိုးလို့မဟုတ်လားကျွန်တော်နားလဲပါတယ်ခင်ဗျုံးကြီးအဲ့လိုခန်းတော်နဲ့စေနာရီတွက်လဲကျွန်တော်ဥညွတ်ပါရဲ့ဟုတ်ပါတယ်ခင်ဗျုံးကြီးဆိုတာကကျွန်တော်စိတ်နာကလူတယောက်ချင်းစီတိုင်းကိုရမရခါမှာကူစားပြပါတယ်လိုအပ်တဲ့ခါလိုအပ်တယ်လို့တုံညာဖြစ်ခဲ့ရလိုအပ်တဲ့ခါလိုအပ်တယ်လို့တရားဖြစ်ခဲ့ရပေါင်းတို့မြောက်စားဖြစ်ခဲ့ရတခါကြထဲ့တော့ချင်ရထဲ့တော့တဲ့ခွက်တစ်ခွက်ဖြစ်ခဲ့ရနွေရောမိုးရောဆောင်းရော300ဒီမကဖြစ်ခဲ့ဘူးပါတယ်တကယ်တော့ကျွန်တော်ဟာအပေါက်ပြဲတွေကိုဖားသေးထားတဲ့ကျွတ်အိမ်လေးတစ်လုံးဆိုတာသူတို့မသိချဘူးခင်ဗျုံးကြီးရဲ့ရှဲစရာလေးတကဘာလောက်ကိုရှင်မပိုက်ပြီးအသင်ချင်မကဝမ်းနည်းမှုတွေကိုဖျော်ဖြေနေရသူပါခင်ဗျုံးကြီးရေမောရလုံးလို့ပြုံးတပွင့်လိုမျိုးလိုအပ်တဲ့အခါခင်ဗျုံးကြီးလို့ပဲအကြောင်းထက်ရေရွမိပါရဲ့အဲ့ဒီခြေသိမ်းမှုဟာနူးနူးညံ့ညံ့နဲ့ပြပြဆက်ဆက်လွယ်လို့မနေဘူးလားကျေးဇူးအထူးတင်ပါတယ်ခင်ဗျုံးကြီးI'm famous one